ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် Mini M2 လေးရောက်ပြီကျွန်တော်တို့စီမှာ Mini M2 လေးပစ္စည်းလေးရှားတယ်ကျွန်တော်စီမှာပဲမဟုတ်ပစ္စည်းလေးရရှားရတယ်မှာပါတယ်ဒီ Mini M2 ဆိုရင်ဈေးကွက်ထဲမှာကျွန်တော် M4 လေးပဲများတယ်ဗျ Mini M2 ဆိုတော့လုံးဝရှားနေတယ်မှာပါတယ်ကျွန်တော်စီမှာတော့အခုပြထားတဲ့ pre-owned လေးတစ်လုံးရောက်တယ်ဒီကောင်လေးကြော်ပြပေးမယ်အခုမြင်နေရတဲ့ဘူးပစ္စည်းအစုံလေးဖြစ်မယ်ဗျMini M2 အထဲမှာသူ original ကျိုးပါမယ်ဒီကောင်လေးဆို original ကျိုးလေးရှားတယ်ဒီထဲမှာဆိုတော့ original ကျိုးပါမယ် original ဘူးပေါက်ပစ္စည်းအစုံနဲ့ Mini M2 ဖြစ်ပါတယ်ဗျ Mini အကြောင်းအများကြီးရှင်းပြနေကြမလို့တော့ထင်တယ်ဒီကောင်ဆိုရင် Mini M2 လေးပါcondition ကိုပြောမယ်ဆိုတော့တက်လေမှာပါတယ်ဗျဒီ down တွေပါတယ်နာစာတွေပါတယ်မရှိဘူးcondition လေးကောင်းတယ်ပေါ့နော်ဒီကောင် port တွေလည်းအဆုံးပါတယ် M2 series ဖြစ်သွားတဲ့ဒီကောင်လေးဆိုကျွန်တော် USB port လေးလည်းပါတယ် USB နှစ် port ပါမယ်ဒီမှာဆိုရင်ကျွန်တော် Type C လည်းပါတယ် HDMI ပါတယ် LAN port တွေပါမယ်ဗျ condition ပြောရဆိုတော့တက်နေဗျ 80% လောက်တက်အောင်မယ်ဘာမှပုံစံနာဆိုင်မရှိ model အနေနဲ့2023 model ဖြစ်မယ်ဗျMini M2 ကတော့အတိုင်း user တွေသုံးတာများတယ်တပုံပြင်တဲ့လူ video editor ဒီလိုမျိုးလူတွေသုံးတာများတယ်ဗျဒီကောင်တော့ Mini M2 လေးဖြစ်ပါတယ်ကျွန်တော် RAM storage တွေတစ်ချက်ကြည့်ပေးမယ်ဒီကောင်လေးဆိုရင်ကျွန်တော်ဗာလေးဖြစ်မလဲဆိုရင် RAM 256လေးဖြစ်မယ်ကျွန်တော်ဒီ RAM 8GB ဖြစ်မယ် SSD 256နဲ့ Acer နဲ့သုံးလို့အဆင်ပြေလိမ့်မယ်ဒီကောင်လေးဆိုရင်တော့တော်တော်လေးလည်းအဆင်ပြေတဲ့မှာပါပါသေးတယ်ဈေးနှုန်းလေး19,500ဖြစ်ပါတယ် Mini M2 လေးပါကျွန်တော်တစ်လုံးနဲ့ရောက်ထားတဲ့ pre-owned လေးဖြစ်မယ်ဒီကောင်လေးကြိုက်ရင်ကျွန်တော် Traders မှာလာဝယ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်